သူကနန်းတော်ရဲ့အဆောင်ပေါ့ကင်းအိမ်လို့ကင်းဆောင်ကဲတို့ဟိုဘောကူးမယ်လေ တော်တော်ဝေးနေတယ် အောက်ကိုပြန်ဆင်းလို့ နေရရမှုလား ဝေးတာပေါ့ဟာ အေးမြို့တစ်မြို့ပတ်လို့ဖြစ်နေ မြို့တစ်မြို့လုံးပတ်မှာ အဲ့ဒါဆိုဆင်းပြီး ပြန်ဟုတ်လား မြို့တော်နေရာသွားကြမှာဒီမှာအဲ့မရောက်ဘူးငါတို့ဒီဘက်ရောက်လာ ဘယ်နေရာလဲ မြို့တော်မြားပြည့်တဲ့ကွင်းနေလေ ငါဖျက်ပြစ်တယ်ကဟိုဘက်ဝေးရှောင်းပါငါဟိုတစ်ခေါက်တော့ဒီဘက်သွားတာမဟုတ်ဘူးဟိုဘက်နေသွားတာ ဟာ ဒီဘက်အခုမှရောက်ဆိုဒီဘက်နဲ့ပို့ပြီးနည်းနည်းမိုက်တယ်ဟိုဘက်ကျတော့ဒီလိုကြီးရှောက်လမ်းကြီးပဲရှိတာ ဟာ ဒီလိုမျိုးအဲ့လိုမျိုးခန္ဓာလိုအိမ်ပုံစံမျိုးလေးနှစ်ခုလာဒါပဲတွေ့တယ် ဟွန်း အဲ့မှနေဒီဘက်တော့လာရပါ ကိုရီးယားစုကန်ခန္ဓာ ဒီကောက်ပါလား ရေမမရှိတာဘယ်တော်ဝယ်ရမှာဝယ်နေရမရှိဘူးဟုတ်တောင်ဆင်းမရအောင်ကျုံခက်ကခန္ဓာဒါရ1990မှာယူနက်စကိုဝင်လာကျွန်တော်ညီမကြီးကပကံလို့အဲ့လိုမျိုးမျိုးတစ်ပတ်ပြေးဖို့3ရက်လောက်ရှောက်ကြမယ်သူကဟောမျိုးတစ်ပတ်ပြေးဖို့3ရက်လောက်ရှောက်ကြမယ်သူက ကြောက်ပါဦးလားနှစ်နာရီပဲ နည်းတဲ့အချိန်ရုံးဘူးလား